ကော်ပါကျင်းနီရောင်ဟာအဝါရောင်နဲ့အနီရောင်တို့ရောစပ်ထားတဲ့လိမ္မော်လိုမျိုးအရောင်မျိုးဖြစ်ပါတယ်။သူကကျင်းနီရောင်ပူဆန်ပြီးတော့လိမ္မော်ရောင်နဲ့တူသလိုရှိပေမဲ့တခြားကြည့်ရင်အရောင်ကွဲပြားတာတွေ့ရပါတယ်။ကျင်းနီရောင်ဟာအနီရောင်ရဲ့နှက်ဆိုင်မှုကိုယူထားပြီးတော့လိမ္မော်ကတော့အဝါရဲ့တောက်ပမှုကိုယူထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့တခြားကြည့်ရင်ကွဲပြားတယ်လို့ပြောရတာဖြစ်ပါတယ်။ကော်ပါကျင်းနီရောင်ဟာအောက်ခံစံသာ page level ပေါ်မူတည်ပြီးတော့သူ့ရဲ့တောက်ပမှုကအနည်းငယ်ကွဲပြားပါတယ်။အောက်ခံစံသာ page level 5 မှာဆိုးမယ်ဆိုရင်ဓာတ်ကော့ပါကျင်းနေရင်အောင်ထွက်ပြီးတော့နေရာအောက်မှာအရန်လှပတဲ့အငြိမ်ရောင်လေးရရှိမှာဖြစ်ပါတယ်။သူ့ကိုအောက်ခံစံသာ page level 7သို့မဟုတ်8ပေါ်မှာဆိုးမယ်ဆိုရင်တော့သူ့အတွက် the best level လို့ဆိုရလောက်အောင်အလွန်လှပတဲ့ကျင်းနေရောင်စစ်ကိုရရှိမှာဖြစ်ပါတယ်။အရောင်ကြည်လင်တောက်ပမှုတုံးကလည်းအလွန်ကောင်းပါတယ်။အောက်ခံစံသာ page level 9ပေါ်မှာဆိုရင်တော့နေုံကော့ပါလိုမျိုးအလွန်တောက်ပပြီးတော့ကျင်းနေရောင်မဟုတ်ဘဲနဲ့ bright orange လိုမျိုးအလွန်တောက်ပတဲ့လိမ္မော်ရောင်ဘက်ကိုရောက်ရှိသွားမှာဖြစ်ပြီးတော့ရောင်ကသဘာဝမကျသလိုခံစားရမှာဖြစ်ပါတယ်။ဒါကြောင့်မို့သူ့ရဲ့အကောင်းဆုံးအောက်ခံစံသား level က level 7သို့မဟုတ်8လို့ပြောရမှာဖြစ်ပါတယ်။